ဒီအမျိုးသမီးကသူမရဲ့ခြေထောက်ဆုံးရှုံးရတဲ့ဝေဒနာကိုတုံ့ပြန်နေတယ်လို့ခမည်းထင်ကောင်းထင်မိမယ်တကယ်တမ်းကသူမကမရှိတော့တဲ့ခြေထုံးတစ်ခုမှနာကျင်မှုကိုခံစားနေရတာဖြစ်ပါတယ်ဒါကဘာကြောင့်လဲဆိုတော့ကြံရစ်ခဲ့တဲ့အာယုံကြောတွေကသူမရဲ့အုံနောက်စီကိုနာကျင်မှုအချက်ပြတွေအဆက်မပြတ်ပို့လွတ်နေလို့ပဲဖြစ်ပါတယ်အုံနောက်ကရှုပ်ထွေးသွားပြီးအခုအထိနာနေတယ်လို့ထင်မှတ်နေတာဖြစ်ပါတယ်ဒါပေမဲ့အုံနောက်ကိုမရှိတော့တဲ့ခြေထောက်ကအဆင်ပြေနေပြီလို့ယုံကြည်အောင်လို့လှည့်စားနိုင်တဲ့မှန်ကူထုံးဆိုတာရှိပါတယ်ဇင်ခံကားကြီးနဲ့မတိုက်မီလေးမှာပဲကားပါကင်ထိုးပေးတဲ့သူကတိုင်ကိုအမြန်ဆွဲဖယ်လိုက်ပါတယ်ဒါပေမဲ့ဒီလူကတာမန်လူတစ်ယောက်တော့မဟုတ်ပါဘူးဒါကတော့မိုနာကိုနိုင်ငံမှာဥရောပဇင်ခံယဉ်ကျေးမှုရဲ့တင်ကေတတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုဖြစ်ပြီးလူတွေကဒေါ်လာသိန်းချီတန်တဲ့ကားတွေကိုမောင်းနှင်ကြတဲ့နေရာဖြစ်ပါတယ်ဒီမှာရှိတဲ့ကားပါကင်ထိုးပေးတဲ့သူတွေကတကယ်ကိုကျွမ်းကျင်ပညာရှင်တွေဖြစ်ပြီးဒီဈေးကြီးကားတွေကိုပိုင်ရှင်တွေအတွက်အနေအကင်းကင်းနဲ့ကင်တွယ်မောင်းနှင်ဖို့ယုံကြည်စွာအနံ့ခံရသူတွေပါသူတို့တွေကဥရောပဘာသာစကားအမျိုးမျိုးကိုပြောနိုင်ပြီးကားတစ်စီးစီရဲ့မောင်းနှင်ပုံအသေးစိတ်တိုင်းကိုနားလည်ကြပါတယ်ဒါကြောင့်မို့လို့ပိုင်ရှင်အများစုကသူတို့ကိုဝမ်းသာစွာနဲ့စုချင်းငွေတွေပေးကြတာဖြစ်ပါတယ်